ကဲအားလုံးပဲမင်္ဂလာပါဗျနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးဖြစ်ကြပါစေဗျနော်ကဲအားလုံးပဲကိုယ့်ရဲ့တူရီကျူ channel လေးကနေကိုမတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျနော်ကဲတော့ကျွန်တော်ထုံးစံတိုင်းပဲပေါ့နော်အခုဗီဒီယိုဖိုင်လေးကတော့ဒါကျွန်တော်တို့မနက်ဖြန်တောက်ကြနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေါ့နော်တောက်ကြနေ့မနက်စေး12နာရီ10မိနစ်စေးမှာကိုမတွေအားလုံးပဲထပ်မံပြီးတော့စော်ကစားမဲ့ကဏ္ဍလေးတွေကိုကျွန်တော်လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ကြည့်ရှုအားပေးနေကြတဲ့ကိုမတွေကကျွန်တော်ရဲ့အခုဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ရေးကြည့်တာတို့ကြော်ကြည့်တာတို့မလုပ်ဘဲနဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်เนาะကျွန်တော်ဘာကြောင့်လဲဆိုတော့အခုဗီဒီယိုဖိုင်လေးကကိုမတွေအားလုံးအတွက်အကျိုးမြတ်ရစေရမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာကိုမတွေဘာလေးတွေပြန်ပြီးတော့ရရှိသွားမလဲဆိုရင်ကျွန်တော်မနက်ဖြန်တောက်ကြနေ့မနက်စေး12နာရီ10မိနစ်စီမှာကိုမတွေเนาะစော်ကစားမဲ့ကျွန်တော်ရွှေကီးလေးတွေကျွန်တော်ဝမ်းချင်းလေးတွေ main or တစ်ခွက်ကောင်းလေးတွေနောက်ပြီးတော့ကျွန်တော်2 main လေးတွေเนาะကျွန်တော် break ကလေးတွေဘယ်ဟာလေးတွေကောင်းတယ်ကိုမတွေဘာလေးတွေထိုးတင်တယ်ဆိုတဲ့အရာလေးတွေကိုကိုမတွေပြန်လဲပြီးတော့ရရှိသွားမှာဖြစ်တယ်ကျွန်တော်ဘက်ကနေကိုမတွေကိုအလကားမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားအဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်ဗျเนาะကဲအဲ့တော့ကျွန်တော်အခုဒီကြာသာပတေးနေ့ညနေစီမှာတော့ကျွန်တော်ခွန်9ဝန်းချင်းရွေးပေးခဲ့တယ်ပေါ့နော်9ခွန်ဝန်းချင်းရွေးပေးခဲ့တယ်ကျွန်တော်ဒါဝမ်းငိမ့်တော့ညှိသွားတယ်ကျွန်တော်ညနေစီမှာအကြိုက်ဆုံးကလည်းညီကိုเนาะကျွန်တော်ညီကိုအကြိုက်ဆုံးဒါပေမဲ့ကိုက9ကိုပို့ပြီးအားသွားတန်တော့56ဆိုပြီးထုတ်ပေးလိုက်တယ်ပေါ့เนาะကျွန်တော်ဗရိတ်နဲ့ကြိုက်ပြီးတော့เนาะကိုကလည်း8ဗရိတ်ကြိုင်ထားတာပေါ့เนาะအဲ့တော့ကျွန်တော်56ပါမယ်9ဆိုရင်86ပါမယ်ကျွန်တော်ဒီကြာသာပတေးနေ့ညနေစီကတော့ကျွန်တော်ဘယ်လိုပြောရမလဲကံမကောင်းပဲပြောရမှာပဲတည်ရမှာကျွန်တော်ခွန်9နဲ့ဆိုရင်56ပါတယ်ကျွန်တော်ခွန်9ဝန်းကြီးကိုမှညီကိုကြိုက်တယ်လို့ပြောခဲ့ပြီးတော့မှခွန်9နဲ့ဆိုရင်56ပါမယ်ခွန်နဲ့ဆိုရင်86ပါမယ်เนาะဒါပေမဲ့ကျွန်တော်သို့တော်ညာလေ88ဆိုပြီးတော့ညီကိုဆင်းသွားတယ်ပေါ့เนาะကိုရီခံမှန်းခဲ့တာလေးအောင်မှန်တယ်ဒါပေမဲ့ main ကွက်ထုတ်တဲ့နေရာမှာကျွန်တော်လဲချုံမှုလေးဖြစ်သွားတယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်ထားပါမနက်ဖြန်တောက်ကြနေအပိတ်နေမှာကိုမရဲ့အတွက်ကျွန်တော်အကောင်းဆုံးထပ်မှန်ပြီးတော့ကြိုးစားပေးထားပါတယ်เนาะအဲ့တော့ကျွန်တော်မနက်ဖြန်တောက်ကြနေမှာဗာလေးတွေသတိထားသင့်လဲဆိုရင်ကျွန်တော်နက်ခတ်ပါဝါအပူเนาะအဲ့ဒီ3မျိုးတွေကတစ်မျိုးဆင်းလာဖို့ရှိတယ်เนาะနက်ခတ်ပါဝါအပူပေါ့เนาะအဲ့ဒီ3မျိုးတွေကတစ်မျိုးဆင်းလာနိုင်ခြေရှိတယ်เนาะကျွန်တော်အဲ့ဒါဟိုမှာကျွန်တော်ကတော့ဘာလို့အကြိုက်ဆုံးလဲဆိုရင်ကျွန်တော်ပါဝါနည်းနည်းပိုအားကောင်းတယ်လို့ထင်တယ်ကျွန်တော်ကတော့ပါဝါနည်းနည်းပိုပြီးကြိုက်တယ်ပေါ့เนาะကျွန်တော်ဒီနက်ခတ်ပါဝါအပူပေါ့เนาะ3မျိုးထဲမှာကျွန်တော်ပါဝါနည်းနည်းပိုပြီးတော့အားတန်တယ်ပေါ့เนาะပါဝါကိုနည်းနည်းပိုပြီးတော့အားတန်တယ်เนาะကဲတော့ကျွန်တော်မနက်ဖြန်မှာတောက်ကြနေဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ခုသတိထားသင့်တာလေးတစ်ခုရှိသေးအဲ့ဒါကတော့ပြန်ကနန်းပါเนาะတူတော့မဟုတ်ပြန်ကနန်းလေးပေါ့เนาะကျွန်တော်သတိထားသင့်တဲ့ပြန်ကနန်းလေးပါတယ်เนาะသတိထားသင့်တဲ့ကျွန်တော်ပြန်ကနန်းလေးရှိတယ်เนาะသတိထားသင့်တဲ့ကျွန်တော်ပြန်ကနန်းလေးရှိပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့လုပ်ငန်းလေးစကြမယ်เนาะကျွန်တော်မနက်ဖြန်ဗုဒ္ဓနေ့sorry တောက်ကြနေမနက်စေး12နာရီ10မိနစ်စီအတွက်ကျွန်တော်ကဏ္ဍလေးတွေအခုစတင်ပြီးပြောပါတော့မယ်ကိုမတွေစာအုပ်ကလေးနဲ့ဘောပင်လေးကင်ပြီးအားလုံးပဲ live မှတ်ပေးကြပါเนาะကဲအားလုံးပဲကျွန်တော်လုပ်ငန်းလေးစမယ်ဗျာเนาะကဲတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအခုဝင်ရောက်ကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲတဦးတယောက်မကြမ်းเนาะကျွန်တော်မနက်ဖြန်တောက်ကြနေမနက်စေးမှာကိုထက်နဲ့အတူတူအားလုံးပဲထပ်မှန်ပြီးတော့ကံကောင်းကြပါစေအားလုံးပဲထိထိမိမိလေးပေါက်ကြပါစေလို့ကျွန်တော်အရင်ဆုံးဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာเนาะကဲအားလုံးပဲကျွန်တော်တို့ကဏ္ဍလေးတွေပြောမယ်ဗျเนาะအားလုံးပဲ live မှတ်ပေးမယ်เนาะနောက်ပြီးတော့ကျွန်တော်တို့အခုဒီ channel လေးကကျွန်တော်ရဲ့ channel အသစ်ဖြစ်ပါတယ်เนาะကျွန်တော်တို့ပထမ channel တွေကတစ်ခုကပြတ်သွားတယ်တစ်ခုကအကောက်ပိတ်သွားတယ်ပေါ့เนาะတစ်ပတ်ဘန်းခံရတယ်ဆိုတော့အဲ့တော့ဒီ channel ကအသစ်ကလေးဖြစ်တယ်အဲဒါကြောင့်မို့အခုဒီ channel လေးကိုအားလုံးပဲအခုကြည့်ရှုအားပေးနေကြတဲ့ကိုမတွေက subscribe လေးတွေနှိပ်ပေးထားဖို့မမေ့ကြနဲ့ဘူးเนาะကဲတော့ကျွန်တော် live show လွှင့်လို့မရလို့အခုလိုမျိုးလေးပဲ video file လေးပဲရိုက်ပြီးတင်ပေးလိုက်တာပါเนาะအကောက်အသစ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့လိုက်လွှင့်လို့မရသေးဘူးပေါ့เนาะလောလောဆယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုလို video file လေးပဲရိုက်ပြီးတင်ပေးတာပါเนาะကဲတော့ကျွန်တော်စမယ်ကျွန်တော်မနက်ဖြန်တောက်ကြနေမနက်စေး12နာရီ10မိနစ်စီအတွက်ပေါ့เนาะကျွန်တော်ရွေးပေးထားတဲ့ရွှေကီး3လုံးအနေနဲ့ကတော့ကျွန်တော်234ကီးကိုရွေးပေးထားပါတယ်เนาะရွှေကီး3လုံးအနေနဲ့ကျွန်တော်234ကီးကိုရွေးပေးထားပါတယ်เนาะအဲ့တော့ကျွန်တော်ဒီ234ကီးကိုအခွေအပူးထဲဆော့ဖို့လုံးဝမမေ့ပါနဲ့เนาะကျွန်တော်ဒီ234ကီးကိုအခွေအပူးမဖြစ်မနေထည့်ကစားပါเนาะကဲအခုဗီဒီယိုဖိုင်ကြည့်ရှုအားပေးနေကြတဲ့ကိုမတွေအားလုံးပဲသေချာလေးလိုက်မှတ်မယ်เนาะကျွန်တော်ရွှေကီး3လုံးအနေနဲ့234ကီးပါ234ကီးကိုကျွန်တော်အခွေအပူးမဖြစ်မနေထည့်ကစားပေးပါเนาะကဲတော့ကျွန်တော်တို့ဒီ234ကီးထဲမှာ1ချင်းအနေနဲ့ရွေးထုတ်ပေးပါ1ချင်းအနေနဲ့သိကျင်ပါတယ်ဆိုတော့ကျွန်တော်234ကီးထဲမှာ1ချင်းအနေနဲ့ကတော့ကျွန်တော်241ချင်းကျွန်တော်ကြိုက်ပါတယ်เนาะ
1 chain အနေနဲ့ကတော့24 1 chain ကိုကျွန်တော်ကြိုက်ပါတယ်ဗျာနော်24 1 chain ကြိုက်ပါတယ်ကဲတော့ break သမားလေးတွေအတွက် break တစ်ချက်ရွေးထုတ်ပေးမယ် break အနေနဲ့ကတော့ကျွန်တော်မနက်ဖြန်တောက်ကြနေမနက်ဈေးအတွက်ကို69 break ကိုကျွန်တော်ရွေးပေးထားပါတယ်ဗျာနော်69 break နော်6 break 9 break ပါကျွန်တော်တောက်ကြနေမနက်ဈေးအတွက် break အနေနဲ့ကတော့6 break 9 break ပါနော်ကဲတော့ကျွန်တော် main ကွက်ကလေးတွေတစ်ချက်ရွေးထုတ်ပေးပါမယ်เนาะကျွန်တော်တို့ဒီ234 key ထဲမှာ main or 2ကွက်စီထုတ်ပေးပါမယ်เนาะအဲ့တော့234 key ထဲမှာ main or 2ကွက်စီအနေနဲ့ကကျွန်တော်2နဲ့ပတ်သက်လို့ရှိရင်21ရယ်26ရယ်เนาะ2နဲ့ပတ်သက်ရင်21ရယ်26ရယ်เนาะကျွန်တော်3နဲ့ပတ်သက်လို့ရှိရင်လေเนาะကျွန်တော်တို့31ရယ်30ရယ်ပါเนาะ3နဲ့ပတ်သက်လို့ရှိရင်ကြတော့31ရယ်30ရယ်ပါเนาะကျွန်တော်4နဲ့ပတ်သက်လို့ရှိရင်ကြတော့နော်4နဲ့ပတ်သက်လို့ရှိရင်ကြတော့49ရယ်46ရယ်ပါနော်အားလုံးပဲတေချာလေး line မှတ်ပေးမယ်နော်2နဲ့ပတ်သက်ရင်21 26 4နဲ့ပတ်သက်လို့ရှိရင်နော် sorry 3နဲ့ပတ်သက်လို့ရှိရင်31 30နော်4နဲ့ပတ်သက်လို့ရှိရင်ကြတော့46 49နော်ဒါက234 key ရဲ့မှာကျွန်တော်ရွေးထုတ်ပေးခဲ့တဲ့ main ကွက်ကလေးတွေပေါ့နော် main ရော2ကွက်စီပေါ့နော်ကဲတော့ကျွန်တော် main ကွက်ကလေးပြောပြီးဆိုအရန်ကွက်ကလေးနော် 2 main အရန်4ကွက်ပြောပေးမယ်နော်ကျွန်တော် domain အရန်၄ခွက်အနေနဲ့ကတော့ကျွန်တော်48ရယ်28ရယ်38ရယ်49ရယ်ပါเนาะပြန်ပြောပြမယ်เนาะကျွန်တော်domain အရန်၄ခွက်အနေနဲ့က49 48 28 38ပါเนาะဒါကတော့ကျွန်တော် domain အရန်เนาะ domain အရန်၄ခွက်ပေါ့เนาะပြန်ပြောပြမယ်เนาะ၄နဲ့ပတ်သက်လို့ရှိရင် sorry เนาะ domain အရန်၄ခွက်အနေနဲ့က48 49ကျွန်တော်ပြီးသွားလို့ရှိရင်28 38ပါနော်ဒါကတော့ကျွန်တော် domain ပေါ့နော် domain ရန်၄ကွက်ပါကဲတော့ကျွန်တော်အကြိုက်ဆုံး main or 2ကွက်ပြောပြပါမယ်နော်ကျွန်တော်အကြိုက်ဆုံးနော်အကြိုက်ဆုံးအထူး main or 2ကွက်ပြောပြပါမယ်အကြိုက်ဆုံးအထူး main or 2ကွက်အနေနဲ့ကတော့ကျွန်တော်45ရယ်29ရယ်ပါနော်အကြိုက်ဆုံးအထူး main or 2ကွက်နော်အကြိုက်ဆုံးအထူး main or 2ကွက်အနေနဲ့ကကျွန်တော်တို့45ရယ်29ရယ်ပါနော်အကြိုက်ဆုံးအထူး main or 2ကွက်အနေနဲ့က45ရယ်29ရယ်ပါเนาะ6 break နဲ့ပေါ့เนาะ6 break နဲ့ကျွန်တော်45ရယ်29ရယ်ပါเนาะအကြိုက်ဆုံး main or 2ကွက်အနေနဲ့က45ရယ်29ရယ်ပါเนาะကဲပါအားလုံးပဲကိုမတွေကျွန်တော်ခုနကကျွန်တော်เนาะရှေ့မှာပြောခဲ့သလိုပဲတောက်ကြနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ကဏန်းလေးတတိထားမယ်အဲ့တော့ကျွန်တော်ပြန်ကဏန်းကြိုက်တဲ့သူတွေအတွက်ကိုပြန်ကဏန်း3ခွက်ရွေးပေးပါမယ်เนาะပြန်ကဏန်းကြိုက်တဲ့သူတွေအတွက်ကျွန်တော်ပြန်ကဏန်း3ခွက်ရွေးပေးပါမယ်ပြန်ကဏန်း3ခွက်အနေနဲ့ကတော့ကျွန်တော် trade 2မဟုတ်ဘူးပေါ့နော်ဒီ234 key နဲ့ပတ်သက်တဲ့ပြန်ကဏန်း3ခွက်ကျွန်တော်ရွေးပေးမယ်ပြန်ကဏန်းမကြိုက်တဲ့လူတွေကတော့ထည့်မထိုးနဲ့ပြန်ကဏန်းထိုးမယ်လို့စိတ်ကူးထားရင်ကျွန်တော်အခုပြောတဲ့ပြန်ကဏန်း3ခွက်ကိုထည့်ပြီးတော့ထိုးပြအောင်ထိုးပါထည့်ဆော့ပြအောင်ဆော့ပါနော်41ရယ်36ရယ်42ရယ်ပါနော်ပြန်မှတ်မယ်နော်41ရယ်42ရယ်36ရယ်ပါနော်အဲ့ဒီကဏန်းပြန်ကဏန်း3ခွက်ကိုထည့်ပြီးတော့ဆော့ပါဒါပြန်ကဏန်းကြိုက်တဲ့သူတွေအတွက်ပြန်ကဏန်းလာနိုင်တယ်လို့ကျွန်တော်လိုပဲထင်လို့ပြန်ကဏန်းထိုးမယ်လို့စိတ်ကူးထားရင်ကျွန်တော်အခုပြောပြတဲ့ပြန်ကဏန်း3ခွက်ထဲကရွေးပြီးထိုးပါဒါမှမဟုတ်3ခွက်လုံးထည့်ထိုးလဲရတယ်ပေါ့နော်ကျွန်တော်41ရယ်42ရယ်36ရယ်ပါနော်ဒါပြန်ကဏန်း3ခွက်ပါကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အဖွဲ့ဝင်လေးတွေလက်တွဲမယ်ကုထက်နဲ့ပေါ့နော်ကျွန်တော်မနက်ဖြန်တောက်ကြနေအတွက်လည်းလက်ဆောင်ကဏန်းလေးတွေလိုချင်တယ်နော်ဒါနောက်တစ်ပတ်စာအတွက်လည်းလက်တွဲကျင်တယ်ဆိုတဲ့ကူမတွေကန်ဆက်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်လေးတွေအားလုံးလက်ခံပေးနေပါပြီကျွန်တော်ထိထိမိမိနဲ့ပိုင်ပိုင်နိုင်နိုင်လေးမွေးပြီးကစားကျင်တယ်เนาะကျွန်တော်ဇာတို့ကနန်းလေးတွေကိုထိထိမိမိနဲ့မွေးပြီးစော့ကျင်တယ်ဆိုတဲ့ကူမတွေเนาะကန်ဆက်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်လေးတွေအားလုံးပြန်လာဝင်လို့ရပါပြီလူဟောင်းတွေရောလူသစ်တွေရောပေါ့เนาะကဲတော့ကျွန်တော်အဖွဲ့ဝင်ကြီးဘယ်လိုမျိုးဝင်ရမလဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39 95834 989ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်လေးဆက်ပေးကြပါเนาะပြန်ပြောပြမယ်เนาะတေချာလေးမှတ်ပေး39 95834 989ဆိုတဲ့ဖုန်းနံပါတ်ပါเนาะအဲ့ဒီဖုန်းနံပါတ်လေးကိုဖုန်းတိုက်ရိုက်လေးဆက်ပေးပါကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအခုလိုမျိုးအစားဆုံးကြည့်ရှုနားထောင်ပေးကြတဲ့အတွက်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့လူရဆန္ဒတွေအားလုံးပြည့်စုံကြပါစေเนาะတာယာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်အားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါရကြเนาะကျွန်တော်မနက်ဖြန်နေ့လည်ကြရင်ကိုမရေနဲ့ပြန်ပြီးဆုံကြပါမယ်အားလုံးပဲ拜拜ပါ